အားလုံးပဲမင်္ဂလာပါတတဲဒီ Alice ဆိုတဲ့အကောင့်လေးကနေပြီးတော့ပေါ့နော်စာမဖတ်ဖြစ်တာပေါ့ကြားပါပြီဒီနေ့မှာတော့တဲကမိုးကောင်းမြေစာပေကနေစက်တမအကြိမ်ထုတ်ဝေထားတဲ့ငယ်ရွယ်တုန်းမှာယူခနေအောင်ကြိုးစားပါဆိုတဲ့စာအုပ်လေးတွေကနေခေါင်းစဉ်3ခုရှိရေပေါ့နော်ဒါကတော့တဲဒီနေ့ဒီစာအုပ်လေးကိုဖတ်ပြီးတဲ့နေ့ဖြစ်ပါတယ်ပေါ့နော်လူတယောက်အတွက်နောက်ဆုံးနှုတ်ဆက်စကားဆိုရဲခေါင်းစဉ်လေးရယ်လုံးဝမချစ်တဲ့သူငါဦးရယ်ကိုအမိကောင်းဖခင်သားသမီးတယောက်ဆိုရင်ဆိုရဲစာအုပ်လေးရဲ့အဆုံးသတ်မှာပေါ့နော်အဲ့လေးနဲ့အဆုံးသတ်ထားရပေါ့အဲ့ကြည့်အောင်လူတယောက်အတွက်နောက်ဆုံးနှုတ်ဆက်စကားတဲ့ဘဝမှာတစ်ခါလောက်ချစ်ခွင့်ပေးခဲ့လို့အတိုင်းမသိအောင်ပျော်ရွှင်ခဲ့ရပါတယ်တခဏလေးစုံစည်းခဲ့ရတယ်ဆိုရင်မတရားတွေအများကြီးဖြစ်ခဲ့ရပါတယ်မပိုင်ဆိုင်ခဲ့ရလို့ရှင်တာရှိခဲ့အောင်မယ်ဆိုရင်ထပ်ပြီးတော့မင်းကိုကလူချင်ပါသေးရဲ့ဆိုရဲစာပိုက်ကလေးပေါ့နော်နောက်တစ်ခုကတော့လုံးဝမချစ်တဲ့သူငါ့ကိုဖြစ်ပါတယ်နံပါတ်1ကတော့အခုခေတ်လူငယ်လေးတွေလည်းထိန်းသိမ်းဆောက်ရှောက်စီကြပါတယ်တငယ်ချင်းရဲ့ချစ်သူနံပါတ်2ကကျတော့သူ့ရဲ့ရီးစားဟောင်းကိုမမေ့နိုင်တဲ့သူနံပါတ်3ကပိုင်ရှင်ရှိရဲ့သူနံပါတ်4ကကိုလူအပ်တိုင်းအသုံးချနေတဲ့သူနံပါတ်5ကကိုအမြဲတမ်းပဲအနိုင်ကျင့်နှိမ့်ဆက်တဲ့သူပေါ့နော်အဲ့ဒီလူ၅ဦးကတော့ဘဝမှာလုံးဝမချစ်တဲ့လူ၅ဦးပါတကယ်လို့ကိုမိကောင်းဖခင်သားသမီးတယောက်ဆိုရင်တဲ့တစ်ချက်လောက်ကြည့်ရအောင်နော်ပိုင်ရှင်ရှိတဲ့သူကိုရှောင်ရမယ်သူများရဲ့ချစ်သူရည်စားကိုမှပိုင်ဆိုင်ခြင်းနဲ့စိတ်ကိုလည်းဖျောက်ပစ်ပါမယ်အချစ်ကိုကစားစရာတစ်ခုလိုမြင်ပြီးတော့ရည်စားတွေအများကြီးထားတတ်တဲ့အကျင့်ကိုလည်းပြင်ရပါမယ်တဲတို့ကလေပိုင်ရှင်ရှိတဲ့သူကိုချစ်မိသွားနိုင်တယ်လို့သူတစ်ပါးရဲ့ချစ်သူရည်စားကိုမှလူချင်းတတ်မှတ်စိတ်တွေလည်းဖြစ်သွားနိုင်ပါတယ်တဲ့အဲ့တော့ဒီလိုစိတ်တွေဝင်လာတဲ့အခါမှာဘဲရီယာကိုမိဘတွေရဲ့ဆွဆုံးမမှုအောက်မှာနေထိုင်ပြီးတော့မိကောင်းဖခင်သားသမီးဖြစ်ကြောင်းကိုပြန်လည်တွေးပြီးတော့ရက်တဲ့နာကိုရက်ကမယ်ရှောင်းတဲ့နာကိုရှောင်းမယ်ကောင်းတဲ့မျိုးရိုးကလာတဲ့သူတွေစိတ်သက်အဆင့်တန်းမြင့်မားတဲ့မိသားစုကဝေးဖွားလာတဲ့သူတွေဟာအများရဲ့အပိုင်ကိုမလူယူကြပါဘူးတဲ့အဲ့တော့တရားဒီနေ့နောက်ဆုံးအနေနဲ့ပြောချင်တာလေးကဒီစာအုပ်လေးထဲမှာပေါ့နော်တဲဖြစ်ဆက်ထားတာလေးပေါ့တဲကြိုက်တဲ့စကားစုလေးပါပဲဆရာကြီးကရေးထားတော့၄ချက်ရှိရပေါ့နော်ဘဝဆိုတာတူတောင်းလုံးတာမို့လူတယောက်ကိုအကြာကြီးချစ်ပါလူငယ်ဘဝကိုမျက်နှာပါအစိတ်တောက်ဖြစ်စေတဲ့ရုံတွေကိုရှောင်ပါဖျားတရားပို့လုပ်ပြီးချစ်ရသူတွေကိုတတိယတိုင်းမြတ်တာပို့ပါတဲ့အမှတဲကကိုထားခဲ့တဲ့သူတွေရောကိုကထားခဲ့တဲ့သူတွေရောမြတ်တာပို့ပေးပါတဲ့ကဲဒီနေ့တော့ဒီလောက်ပါပဲရှင်အားလုံးကိုအများကြီးချစ်ပါတယ်ရှင်